မင်္ဂလာပါ Kaspersky ရဲ့ new product တွေဖြစ်တဲ့ Standard Plus Premium တွေကိုဘယ်လိုထည့်သွင်းပြီးအသုံးပြုရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့အရင်ဆုံးဒီ Kaspersky ရဲ့ဒီ new product တွေဖြစ်တဲ့ Standard Plus Premium တွေကိုအသုံးပြုမယ်ဆိုရင်တော့ဒီ Kaspersky account ကိုအရင်ဆုံးဖွင့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီ browser တစ်ခုခုကိုတွားလိုက်ပါမယ်။ပြီးတော့ဒီ browser ရဲ့ address bar မှာ kaspersky.com လို့ရိုက်ပြီးတော့ enter နှိပ်လိုက်ပါ။ဒါဆိုတော့ဒီ Kaspersky ရဲ့ စာမျက်နှာကိုရောက်လာမယ်ပြီးတော့ဒီအပေါ်မှာတွေ့ရဒီ my account ဆိုတာလေးရှိပါတယ်အဲဒါတစ်ချက်နှိပ်လိုက်ပါပြီးတော့ဒီ my Kaspersky ဆိုတဲ့ဟာကိုဆက်ပြီးတော့နှိပ်လိုက်ပါဒါဆိုတော့ဒီ sign in ဘောက်လေးကြာလာမယ်ကျွန်တော်တို့က account မရှိသေးတာဖြစ်တဲ့အတွက်ဒီမှာcreate an account ဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့ဒီမှာကျွန်တော်ဒီကိုယ့်ရဲ့ Gmail တစ်ခုခုထည့်လိုက်ပါမယ်ပြီးတော့ဒီမှာဒီ Kaspersky account တွေကိုဝင်ဖို့အတွက် password သတ်မှတ်ပေးရမှာဖြစ်ပါတယ်ပြီးဒီအောက်မှာကျွန်တော်ဒီ I accept တွေကိုအမှန်ချစ်ပေးလိုက်မယ်ပြီးတော့ဒီ create account ဆိုတာကိုနှိပ်ပြီးတော့တွားလိုက်ပါမယ်ပြီးတော့ဒီကျွန်တော်ရဲ့ mail ထဲကိုသူကဒီ verification link လေးကြာလာမယ်အဲ့ဒါကိုအရင်ဆုံးတွားပြီးတော့နှိပ်ပေးရမယ်ဒါဆိုတော့ဒီ Gmail ထဲကိုတွားလိုက်ပါမယ်သူရဲ့ဒီ verification link ကဒီ inbox ထဲမှာမတွေ့ဘူးဆိုရင်ဒီအောက်ကဒီ all mail တို့ဒီ spam တို့ထဲကိုဝင်ကြည့်လိုက်ပါဒါဆိုတော့ဒီမှာဒီ my Kaspersky ကနေပြီးပို့ထားတဲ့ verify your email address ဆိုတာလေးရောက်နေပါပြီအဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနေပြီးတော့ဒီမှာ verify email address ဆိုတဲ့ဒီအစိမ်းရောင် button လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါဒီမှာ your email address is verified လို့ပေါ်လာပြီဆိုတော့ဒီ sign in ကိုနှိပ်ပြီးတော့ဝင်လို့ရပါပြီဒါဆိုဒီမှာဒီခုနကတော့ကျွန်တော်လုပ်ခဲ့တဲ့ Gmail ထည့်မယ်ပြီးတော့ဒီ password ထည့်ပြီးတော့ဝင်လိုက်ပါမယ်ပြီးတော့ဒီမှာ next ကိုပဲဆက်ပြီးတော့နှိပ်လိုက်ပါမယ်ဒီစာမျက်နှာလေးတက်လာပြီဆိုရင်တော့ကိုဝယ်ထားတဲ့ဒီ Kaspersky Standard Plus Premium ရဲ့ကုတ်ကိုဒီညမှာလာပြီးတော့ရိုက်ထည့်ပေးရပါမယ်ရိုက်ထည့်ပြီးတော့ဒီ add ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကမဝယ်ရသေးဘူးဆိုတော့နောက်မှထည့်လို့လည်းရပါတယ်Kaspersky license ကိုဝယ်ယူချင်တယ်ဆိုရင်တော့ပြထားတဲ့အတိုင်းဝယ်လို့ရပါတယ်ဈေးနှုန်းအပြောင်းလဲရှိနိုင်တာကြောင့် Viber ကနေပြီးတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ကုတ်ထည့်ပြီးသွားပြီဆိုရင်တော့ download လေးပေါ်လာမယ်အဲ့ဒါကို download and install လုပ်ပြီးတော့အသုံးပြုပြီးလို့ရပါခင်ဗျာ